အဲ့လေကတော့ကျွန်တော် Instagram မှာနာမည်ကြည့်ကြတယ်ကျွန်တော်လေကားလေးပေါ်ကနေရေတွေဖြတ်စီးပြီးတော့အမှတက်ပေါ်တက်သွားအခုဆိုရင်တော့စိုက်ရောက်သွားရေဒီကောပေါ့နော်ရှောက်နေဖြစ်ပါတယ်ကျွန်တော်ပူရီကနေတော့နေတော့ထပ်လာပါတယ်၃စုပဲဖျက်စုပဲသွားရလမ်းမှာပေါ့နော်စိုက်ရောက်တော့ကျော်ထင်းတော့အပေါ်တက်မယ်တဲ့ပေါ်တက်အတော့အဝေးပြေးလမ်းပေါ့လမ်းလေကောင်းမှာကားတွေရက်လို့ရတယ်ပါကင်ကတော့ free parking ပဲပေါ့ဒီရေတကုံရဲ့တစ်ဖက်မှာဆိုလို့ရှိရင်ကျွန်တော်ဆိုင်တန်းလေးတွေရှိတယ်ဆိုဗီနီယာတွေရောင်းတဲ့ဆိုင်တွေနောက်ဒီသားထွက်အစားအစာရောင်းတဲ့ဆိုင်တွေရှိမယ်ရှိမယ်နောက်ပြီးလို့ရှိရင်ရေကူးကလေးရေကူးအင်ဂျီလေးတွေရောင်းတာလည်းတွေ့ရတယ်ပေါ့နော်ကလေးရေကူးအင်ဂျီလေးရောင်းတာလည်းတွေ့ရတယ်BI ဘိုင်တောက်ချင်နေဆိုတော့ 7-Eleven တစ်ဆိုင်ရှိတယ် 7-Eleven ပေါ့နော်7မှာဝယ်ရတော့ဈေးအသက်သာဆုံးပဲနောက်ဒေသထွက်အစားအစာတွေလက်ဆောင်ပစ္စည်းတွေရောင်းတာတွေတွေ့ပါတယ်ဟိုမှာဆိုင်မို့ပါကျွန်တော်တို့ဒီမှာလေကားလည်းရှိရတော့အဲ့လေကားနဲ့ပေါ်တက်မှထင်ပါတယ်ဒီလေကားနဲ့ပေါ်တက်မှထင်ပါတယ်ဒီကနေတက်မှဖြစ်ပါတယ်ဟိုရေကင်းရှိရထီအောင်တဲ့လူလည်းရှိပါတယ်အရက်ကြီးပါရေဘူးတွေယူသွားလို့မရဘူး no plastic ယူသွားလို့မရဘူးတဲ့ခွေးယူသွားလို့မရဘူးဆက်လိုက်တောက်လို့မရဘူးအရက်တောက်လို့မရဘူးရဲတော့ပတ်သိန်းနဲ့ oh my gosh တောက်ပြီးမှတက်ရမယ်ပေါ့ပြည့်ကားလန်ကနေပြီးတော့ကျွန်တော်ကားပါကင်နေဟိုနာမှာပေါ့နော်ကားရက်ခဲ့တာပေါ့ကားလန်နေပြီးတော့တကူတက်လိုက်ပြီဆိုရင်ရောက်ပါပြီနီးပါတယ်ယထာသတင်းရှိရယ်အရင်တော့ပါတယ်တလန်အောင်ပြဖို့များတယ်ဗာလဲကျွန်တော်တို့တင်မိတဲ့ဘက်ယထာလဲလမ်းဟောင်းပုံစံမျိုးလုပ်ထားတယ်ဒီမှာဘုရားရှိတယ်မခလို့လားငါမာတယ်မယ်ရှောက်ပါပြီသူကတဘောစနေကိုပျက်စီးမှာဆိုးတဲ့အတွက်ကြောင့်အစာစားတာနဲ့အရက်တောက်တာဆလိတောက်တာတွေနောက်ခွေးတွေဘာတွေအိမ်မွေးတွေးဆန်တွေကိုသူတို့ခွင့်မပြုထားဘူးနော်ဆိုတော့အပမှာလည်းရှိတယ်လူတွေကတော့ကို vibe နဲ့ကိုလာပြီးတော့ chill လုပ်နေကြတာပေါ့ရှိတော့မိုးရင်းမဟုတ်ပဲလေကျွန်တော်အခုရောက်နေတာ April လဖြစ်နေတော့မိုးရင်းမဟုတ်တော့အရင်မမြောက်ဘူးဒါပေမဲ့တော့လည်းသူရေဆော့လို့ရအောင်ရေကူးလို့ရအောင်ဒီရေရှိပါတယ် hereအဲ့လေကတော့ကျွန်တော် Instagram မှာနာမည်ကြည့်ကြတယ်ကျွန်တော်လေကားလေးပေါ်ကနေရေတွေဖြတ်စီးပြီးတော့အမှတက်ပေါ်တက်သွားဆော့နေလူတွေအများကြီးပဲပေါ့နော်
ချို့တွေကတော့ foreigner တွေဘာမှမကြိုက်ကြဘူးပေါ့ဟိုတော့နည်းနည်းလူလို့မမိတ်ဖြစ်သွားပါတော့သွားတိုင်းမဟုတ်တော့ပြင်ထားတယ်ဟိုလေဒီကန်းချီကိုပြင်ထားတယ်ပြင်ထားတယ်နော်ဒီကိုလည်းပြင်ထားတယ်ပေါ့နော်လည်းပြင်ထားတယ်အရှောင်းလန်းနေရဆိုအကုန်ပြင်ထားတယ်ဟုတ်နော်ပြောဟိုနီလေးဟိုကျန်းမြေနေကားတွေအောင်မှသွားကုထုသွားဆိုင်ကန်းနေအောင်မှာခေါမိုးပြနေဆိုင်ကန်းတွေလမ်းမြေနေအရင်မဝေဘူးကားလမ်းပေးပါတယ်အော်ကိုလည်းတော်လို့ရတယ်ချို့ရဖျားရေးပါယူလာပြီးတော့ခြေလုံးလောက်နေတယ်ဒီစစ်ပဲကမိခုံတွေပါယူလာတယ်အစားတော့စားလို့မရဘူးလို့ပြောရမယ်စားနေလို့တော့တွေ့ပါတယ်အရင်ကတော့တော့မဆက်ဘူးLa verdad que no, que llega la aplicación no tiene que ser. Mira, como que se hace un café, esto ya se puede preparar.